Hello ဒီနေ့ကတော့ရုံကနေပြန်ရအောင်ရှင်အင်အားပေးလိုက်တဲ့ပါဆယ်ကိုသွားယူလာတာဖြစ်ပါတယ်။ဘာတွေပါမယ်လို့ထင်လဲ။အသီးတွေပါဒီအသီးကိုချိုးတွေကတော့စကိုင်းသီးလေချူသီးတရုတ်စီသီးပြီးတော့လုံရည်သီးဆိုလားဘာလားအဲ့လိုမျိုးခေါ်ရဲပေါ့နော်။ဒါပေမဲ့ကျမတို့ဘက်မှာတော့လေချူသီးလို့ခေါ်ပါတယ်။ဘယ်ဟာအမှန်လဲတော့ကျမမသိပါဘူး။ဒီနေ့ကတော့အများကြီးသိလို့မလို့အင်အားပို့ပေးလိုက်တာပါကျမအတီးကိုပြမလို့ရှိသေးဖိုးကတ်ကအနောက်ကိုဖြတ်သွားပါတယ်သီးတွေကအများကြီးဆိုတော့ကျမရောင်းရလူတွေကိုလည်းကျွေးမယ်ဆောင်းရတန်ချင်းတွေကိုလည်းကျွေးမှာပါအခုတော့ကျမစားလိုက်ပါအောင်မယ်ကျမမာရီယာဒီတို့ကမိုးရွာလိုက်နေဘူးလိုက်ဖြစ်နေပါတယ်ရင်းနှစ်တေတော့ရှက်နေငှက်တွေစားရတဲ့တိတ်လူတွေတိတ်မစားရအောင်ပေါ့နော်အရင်လူတွေတိတ်မစားရအောင်ဒီနေ့ကတော့အိတ်ဆွတ်ထားတဲ့အတွက်ကြောင့်ခေါင်းစားရပါတယ်